ဒီလား မက်ဒီတာတက်ချိုပြုံး နည်းနည်းတော့ပြော့တယ်ဒါပေမဲ့ တက်ချိုပြုံးနေ ယူရိုကလေလန်းယူရိုအဲ့လိုကြီးထားခဲ့လို့တော့မရလာဘူးတင်တယ်နော် ပြတစ်ဖက်ကို ရတယ် AC မစကေးတူးနဲ့ဆက်ဆော့တာဂိုင်းနဝင်းနဲ့ဆော့တာဆိုတော့ AC โอเคโอเค တက်လာမရှိဘူး level တော့ခိုးယူတာ ဟီရာရာနဲ့လည်းတွဲလို့ကောင်းတယ်ညိုဟီရာရာဝင်ပြီးတော့စပိတ်တွေပါအကုန်သုံးပြီးဝင်ပြီးပြန်ထွက်เสียမရှိရင်မဲဒီတာဂိုင်းနဲ့ဝင်နဲ့ပြန်ကယ်သွားလို့ရကယ်တဲ့ flow ပေါ့နော်တော့ဆန်ကြီးကလောက်နော်ကျွန်တော်တို့ယုံကြည်စိတ်ကြတဲ့ဟီးရိုပဲထက်ရထားတာဗျာနော်မဟုတ်ဒီကောင်းနေကလောက်ကိုမင်းနေရလားမသိဟိုဘက်ကပေးပေးစော်တယ် မှန်နေနော်မာမင်းဟိုစန်ဂျီကလောက်ကို respect မပေးတာလို့နော်စန်ဂျီကလောက်ကချိန်တန်ဖတ်သွားပြီလို့နော်အရင်ခေါင်းနေထည့်ကြမလို့ဘူး ဟုတ်ပါ သူလဲကိုလည်းအရင်ကြည့်ပေးကြမလို့ဘူးချိန်တန်သူဘိုင်ဝမ်နိုင်အောင်ထိမ့်မယ်လိမ့်တောင်ဆော့မယ်နော်လုံးဝအခုလဲတွေ့လားကျုံးသာမစားဘူးထိုင်ပြစ်နေတာထိုင်ပြစ်နေတာ ဟုတ်ကောင်း တအားကောင်းတာလို့မင်းစန်ဂျီဆော့တာ အေးလို့မင်းအဲ့ဂိုးခရက်ကိုမင်းမပြုတ်ဘူးမင်းစူပါမာကိုသွေးတော့ကြော်ရော့သွားဟေးရပါတယ်မသိပါဘူး rotation ကြတဲ့အချိန်လေးတော့နည်းနည်းသီထားမှာဗျာနော်သူရောဝိုင်းဆိုတော့အရင်တော့တက်ဖဲလို့မရတော့ဘူးမော်စကို အလီနာအဲရိုရှောင်းဆော့ထားတယ်ဘလင်းတော့မလဲလန်းပိုင်းမှုချောင်းနေတာများလားစကွီရှီဖြစ်တဲ့ကောင်တွေဆိုတော့နည်းနည်းတော့သတိထားမှာနော်အဲရိုသွားမယ်နဲ့ဖလစ်ကာနဲ့ဆော့တာဆိုလေခိုင်စီတခါလေးပဲဖြတ်ချခံလိုက်တယ်ဖတ်ဘလက်ကိုတော့ဖန်ကွန်ဖိလစ်ပင်းစနေပြီးတော့ရယူသွားခဲ့ပြီဗျအဲ့မှာလေဟန်နေနဲ့တော့ကာရဲ့ဂျန်ကန်ထဲမှာနည်းနည်းလေးတော့ချောင်းမြောင်းနေတယ်ဘက်ကရှိရလားဟိုဘက်မှာဆလီနာဝင်ကုတ်သွားတဲ့နေလားတခုမှာတော့ဘလင်းနေနဲ့တော့သေကန်နေသေမလို့ပဲဒေမလိုပဲအဲရိုဖလီကာခုံရှောင်းဝိုင်းမနောက်ဆုံးမှာတော့ဟန်ဂျန်ဂလာတကောင်မထက်သေးသွားတယ်ဘယ်သူတို့ဘက်ကအဲ့လိုအမားကောင်လေးနဲ့ပြေးတိုးချတဲ့ကွက်ကနည်းနည်းတော့စိုးတယ်ညီကိုတို့ ကျန်တော့ဝေးနော်ဒီဘက်ကဂျန်ငယ်သေးတွေနဲ့သွားထွက်ရတာဆိုတော့ကဲ first star တွေမှာပေးထားရရင်လည်းပဲကဲ intro ကတော့ရိုင်းမလောက်ရပုံမှန်ပါပဲခုနက game 1တော့လည်းအဲ့တိုင်းပဲနော်အဲ့လိုတတဲကြီးကတော့ပေးရတယ်second တတဲလောက်မှပဲအချက်ပြန်ကြည့်ရမယ်ပေါ့နော်ဘက်ကချမတိုင်မယ်ကနော် blink တို့ပါလို့လေအရင် ready မဖြစ်သေးဘူးเนาะဒီဘက်ကရင်းရလဲ level ပါညာနဲ့เนาะကျွန်တော်ဆိုင်မှုအတွက်က second target လောက်မှပဲတေချာချပြဖို့များမယ်ဗျ အိမ်ဝမ်းတော့ဘလန်ကတော့ဆလီနာအဲရိုပဲရှောင်းနေနော်သိလား ဟုတ်တယ် ဟုတ်တယ်ဂိုးခရက်စားပါတယ်ဗျဆန်ကြီးပဲ ဆန်ကြီးကတော့စိတ်ချရတယ်ဆန်ကြီးကတော့စိတ်ချရတယ် ဆလီနာအဲရိုပဲဂိမ်းဝမ်းတော့လို့ရှောင်းဆော့အောင်ပါသေးလားဒီဘက်ဆလီနာအာလီဂိမ်းခုလောတယ်မှာတကောင်း KD ကKD အောင်မြင်နေကောင်းအဲရိုတွေနဲ့ threat တွေနဲ့နည်းနည်းအာရုံနောက်နေတော့ရှာသမားဂိမ်းဝမ်းနဲ့ဆိုင်တော့ဂိမ်း2မှာအများကြီးပို့လှုပ်လို့ရတယ်ဟုတ်တယ်မှန်တယ်ဒါအဲ့လိုရှောင်းဆော့ရှောင်းဆော့ ရှောင်းဆော့မှာ ဒီရာလဲလန်းလိန်နေပါကူရှင်းပေးဝိုင်းနေဘယ်တစ်ဖက်မှာလဲ Raven Monster ဘာကရီပေါက်စားသွားတယ်ဗျာ ပြန် flicker နဲ့ဆော့တာသိလားပြန် flicker နဲ့ဆော့တာအဲ့တခုတော့သတိထားရမယ် ညခုံချုပ်တဲ့အကွက်တွေပါတော့သတိထားမှရမယ်နော် UA နဲ့လဲတာပါညာနေတော့ဟန်သွေးတော့နေဝိုင်းနေမှာမတန်တဝက်တွေပါတည်း J flag လေးတော့သွေးလျှော့ထားသေးတယ် နောက်နေပြီ ဆလီနာ Arrow သတိထားအောင်နော်ဆလီနာ Arrow လေးသတိထားအောင် Rabat Arrow လေးသတိထားဘလက်တွေ Water ကို flicker နဲ့ခုံချုပ်တာဟေးဟန်မြန်မာလူကြီးဝင်တက်သွားတာဟာ ဟိုယူရင်းနဲ့အောင်နောက်နေပြီယူရင်းနဲ့အောင်နောက်နေပြီသားတို့ကြီးဒါမှမလာဘူးဖြစ်နေတယ် အမှန်ဒီရာအနေနဲ့လည်းအဲ့လိုကြီးခုံချုပ်မယ်လို့မထင်ထားခဲ့တဲ့အနေထားဗျအမှတော့အောက်လမ်းမှာလည်းစန်ကြီးရဲ့လင်းကိုပါဝင်တော့အိမ်မို့တော့ကြိုးစားနေခဲ့ပေမဲ့စန်ကြီးပါပါနဲ့လေးပဲရှောင်းတော့စော့ထားရင်တော့မစန်ကြီးဘက်ကန်အနေနဲ့တော့မဲဒီလာတို့ဘာတို့ပါပူးပေါင်းလာပြီဆိုတော့လေအသက်ကတော့ save တော့ဖြစ်သွားပြီပေါ့နော် Hero K 3Z နောက်2400ကတော့နည်းနည်းလေးတော့များတဲ့ပမာဏတစ်ခုလို့တော့ပြောချင်တယ်ဗျဂိမ်း2က flag ကအောင်တော်နောက်နေပြီယူရင်းနဲ့ကတော်အောင်နောက်နေတာเนาะဒီဘက်မှာ jungle တွေပါလိုက် pressure ပေးနေတာနဲ့ကတော့ second target ကချဖို့တက်တောင်မှเนาะတော်တော်ခတ်သွားဖို့တော့ရှိတယ်လာချဖို့เนาะဒီဘက်က Nolan ဖတ်နေတာ ဒီဘက်မှာတော့တာတန်တွေတော့နေတာကိုင်နေနဲ့တော့ရောက်အောင်တော့ယူသွားခဲ့ရင်းနဲ့ပဲကျွန်တော်ပေးလိုက်တဲ့သဘောပေါ့နော်ကျွန်တော်ဝိုင်းကြီးနေနဲ့တော့ second target မှာတော့အရင်ကြီး risk ယူပြီးတော့ battery ပိုင်းသွားဆိုင်တဲ့ပုံစံမျိုးတော့မလုပ်ခဲ့ပါဘူးကဲနည်းနည်းလေးတော့ခတ်နေပြီနည်းနည်းလေးတော့ခတ်နေပြီเนาะကလင်ကလောက်လေးကတော့စင်ပြေသေးတယ်ဆိုပေမဲ့เนาะဒီဘက် channel lane ကနည်းနည်းလေးရေကြီးကပြုတ်နေပြီဆိုတော့ကြာပွဲကိုတော့ပြန်ပြီးတော့เนาะအဲ့လို bounce back ဖို့တခု battery တခုလောက်တော့ပြန်နိုင်အောင်ဆိုင်မရမှာ pick up try နာပဲဖြစ်ဖြစ်ပေါ့เนาะ ဟို crack တွေပါတွေလဲစားသွားတဲ့နေတာပေါ်လမ်းမှာလဲ Ruby အခြေအနေလေးတော့ကြည်ထားရနေပဲနောက်မှာလဲ Haji အဆင်ပြေရလားယူရင်းနောက်တစ်ခေါက်လောက်ရလိုက်မစိုးဘူး ယူရင်းကြီးကိုဖြတ်ဖို့ကပြတ်ပါမလားအပေါ်လမ်းမလွယ်ဘူးတို့ refine နေမပြတ်ဘူးအကောင် အဲ့ flat ရဲ့အဲ့ hero ကနည်းနည်းအာရုံနောက်လာနိုင်တယ်နောက်ပိုင်းနေ အောင်နောက်တယ်ယူရင်းအောင်လန်းဒီကောင်တွေကစောင်းဥစားဖိကျင်နေတာကလောက်လင်းကို ။ဘာလို့ဆန်ကြီးကမကြိုးသေးဘူးလေကျွန်တော်တို့ဘက်မှာနော်ခုလောနေတော့ blessing jewelry ဘာတွေဖြန်းပြီးတော့တောက်လျှောက်လေးတော့
ရအောင်တော့ကာထားရင်းနဲ့ပဲမဒီတာဂိုင်းဝင်းစကလင်းကြီးတွေပါပတ်ပြီးတော့ဘလင်းအသာလေးပဲပြန်ထွက်သွားရင်နေတာတခုမှတော့စန်ကြီးရဲ့ဂိုးလိန်းစိတ်ချရစေပါခုချိန် ဒီ ကြီး လုံးဝမထိမခံဘူး စန်ကြီးလုံးဝတိမကစန်ကြီးကျိုးဝိုင်းပြီးသွားမှာဒါကြီး စန်ကြီးကျိုးလို့မရဘူးเนาะထိန်းအောင်မပွဲထိန်းထားမှာနက်ဝက်ကတော့နည်းနည်းလေးတော့စဟလာပြီဆိုပေမဲ့ပွဲတော့တက်နိုင်ဆုံးတော့ထိန်းစော့နေသေးရပေါ့နော် ဂိမ်းဝင်းတော့ဒါကြီးသမီးညို့ဘန်းတာဟော reason တခုရှိတယ်နဲ့လို့နော် ဟုတ်တယ် တော်သေးတာပေါ့ဒီလောက် ခေါင်းလေးကိုမိုရီလွဲနေတာ ဟုတ်တယ်ဒီကောင်လေးကိုမိုရီလွဲနေတယ်နော်မှာ World Drop ဖြတ်ချုပ်တာလဲဂိုင်းဝင်းလေးနဲ့တော့ကဲဝိုင်းနေတယ်နော်မစန်ကြီးသတိထောင်းမြ Arrow ဒါလေးတော့ရှောင်းစော်ထားရနေမှာအော်လမ်းမလေး Ruby တို့ကတော့ဘက်ကက်လေးတော့လာပေးထားရနေပဲနော်နောက်ဆုံးတာတယ်လေးတော့ဥတီလာခဲ့ပြီဘောလမ်းမှာတော့ Hira Rahan နောက်ရှောက်တွေ space ယူပြီးတော့ fan ထားတဲ့ပုံစံမျိုးလေးလည်းတွေ့ရတယ်အလဲလန် Ruby Eye Offense ဂျုံလောင်းကင်းတန်တောင်းအဲ့ကောင်ဖြတ်ဆမ်းမှာအဲ့တပ်ပီညိုနေမိလိုက် ချက် ကြောတစ်ချက် ချက်ပဲ be good ရ flicker နဲ့မှတပ်ပလိုက်တာ ကဲမုံပေးသားမှာ ဟုတ်တာမတာမအဲ့တပင်ကတော့အာယုံတော့တာအဲ့တပင်ကတော့အာယုံတော့တာ 4ယောက်တော့တာပြချမလား အော်လန်တာကတော့ပြီးသွားပြီเนาะဒါတွေထွက်တဲ့တိုင်မှာတော့ဘလာရစ်တင်နေတဲ့နေတာတခုတော့အခွင့်ကောင်းသုံးချပြီးတော့ကျွန်တော်တို့ရဲ့ YG မြန်မာသင်းနောက်ဆုံးတက်တဲ့ရအောင်မယ်ဆိုရင်တော့တစ်ဖက်ကိုပေးထားတဲ့ network တွေကတော့ပြန်ပြီးတော့ recover တော့ဖြစ်သွားခဲ့တာအမှန်ပဲပလန်ကြီး ဟုတ်တယ်ဒါပေမဲ့တာဝါတွေပြီးနေရသေးတယ်နော်တာဝါလေးတော့နည်းနည်းပြန်ယူမတော့ရမယ်ဘက်မှာ cloud fan ဝင်တော့ရနေသေးတယ်ဗျเนาะအစင်ကတော့ပြေတယ် cloud ကိုတော့လဲကြည့်ရမလို့ဟန်လဲနော်နည်းနည်းလေးနှစ်ခါသေးရတာပါညာနဲ့သူရှောင်း fan နေတဲ့ပုံစံလေးတော့မြင်နေရင်းနဲ့ပဲပွဲတော့တက်နိုင်ဆုံးတော့ထိန်းစော့နေရဗျ မန်နေဒီရှောင်းဖန်ရမှာဒီပွဲက ရှောင်း fan မှာရှောင်း fan မှာဟောဒီကောင်လေးအားလီဆော့တော်တော်ကောင်းသွားတာเนาะကျွန်တော်ဒီဘက်က ဆလီနာနဲ့လေ ပစ်ကော့လေးဒီကောင်ရနေရ ဆလီနာနဲ့ Arrow Man လိုက် Threat တင်လိုက်နဲ့နိုလန်ဝင်ပိုင်းလိုက်နဲ့ဒီကောင်လေး Hero Key လေးနည်းနည်းရအောင်တော့ဆင်ပြေနေတာအမရပါတယ်ဘာမှမပြုတ်ညီကိုတို့ချိန်တန်လို့ရှိရင်လည်းကျွန်တော်တို့ဒီနော် all dress စန်ကြီးပဲမလားတန်တော်ဝက် စန်ကြီးဆင်ပြေတယ် အဲ့ကောင်ပြတ်ပါမလား purify နဲ့အကောင် purify တော့မသုံးပါဘူးရောက်ရေး တော်တော်အာယုံနောက်တဲ့ hero ရာ hero ကြီးက စူပါမန်ကတွေးဆိုးနေပြီ second tower တွေပါလာပစ်ချင်နေတာ hero ရာနေပါအကောင်းဆုံးရှင်းထားရင်တော့မလဲလန်းဘတ်တယ်လေးပါလေးတော့ဖြစ်တော်မဲ့ရေးအောင်လေးတော့မြင်နေရပြီထုံထဲမှာ၄ကောင်ဒီကောင်လေးလုံးကြံနေတာ arrow သွားမှန်နေနဲ့ဘယ်တော့မှ ruby ချုပ်ခံရတဲ့ဂျာမတန်းပြောင်းသွားနေမယ်မဲဒီလာစာကလီကဖြတ်တယ်ကောက်ပလက်စီကျူတယ် hero ကြီးပြန်ရောက်သွားတယ်နော်စူပါမာကိုကြီးတင်သွားတယ်ရောက်ရင်တကယ်ကောင်းတဲ့ဗတဲ့ set up ကွာနောက်ပါလေဟိုဘက်မှာ hero ရာအနေနဲ့ haji တကောင်မထက်လိုက်နေနဲ့ haji ဆလီနာမထက်တင်သွားလို့ပါစေအနေနဲ့ over မထက်ရတိုင်းတယ် double game by hand မေးမင်းတို့ကဘာလဲမေးတယ်မင်းသားကြီးမင်းသားတန်းတော့ရှိသေးလားရအဲ့ကောင်လွတ်ပေးလိုက်အဲ့ကောင်ဘေးမဲ့ပေးထားလိုက်အဲ့ကောင်ယူစီယာရှိတာယူတာဝါယူဘလူးဘတ်တွေယူတာကောင်းတာဟေး YG ဘတ်တဲ့ဆက်ကတာကောင်းတာဟေးစကလီကတိုက်တော့ကြည့်လိုက်အောင် 3 man လို့ဘလင်းဟာစောင်းရန်ကောင်းရောက်ရေးစောင်းရန်ကောင်းဟောတော်တော်တန်သွားပြီသားတို့တော်တော်တန်သွားပြီ ဘလန်ငါတို့ပြန်ရလိုက်ပြီနော်ဘလန်ငါတို့စန်ကြီးတော့လည်းစင်ပြေဝိုင်းနော်ဘလန်ငါစန်ကြီးတော့လည်းစင်ပြေဝိုင်းနော်ဘလန် ဟုတ်တယ်စန်ကြီးတော့ကတော့ရွှေပဲဘလို့စန်ကြီးတော့ကတော့ရွှေပဲပွဲ event ပြန်ဖြစ်သွားပြီဘလို့မနှိမ့်တော့ဘူးနော်က3000ကျော်နေပြီးတော့အခုကျော် event ပြန်ဖြစ်သွားရင်နော်ကဘလန်မင်းအဲ့နေရာမှာတိုင်မင်း arrow သွားစားပြီးတယ်မင်းရင်းကိုလေဒါအပြင်ချီးကျူးရမှာတိုင်တေတာပဲပေါ့ဒါမချီးကျူးရမှာဒီကောင်ဘိတ်လို့ဖြစ်သွားတာဒီကောင်ငါးများသလိုလေငါးစာချကျွေးတာတော့လာဟက်တာဘလို့၄ကောင်လားမသိရလိုက်တာဟေးဟေးအောင်နော်အရင်လုံးတဲ့ကောင်တွေကိုကိုယ်ဟန်ဟီရိုကီ3ကောင်တော့ရလိုက်တာနော်မင်းတကယ်ဇာကန်လီကဖြတ်တိုက်ပြီးတော့မင်း cloud blessing ဂျူရန်နဲ့မင်းဟိုဘက်ကကောင်နေမင်းဘာဖြစ်လို့ဖြစ်သွားမှန်းတော့မသိလိုက်ရောဘတ်တယ်ဟမ်စူပါမာကိုလည်းလှုပ်ချိန်များလိုက်ရောတော်လေးတော့နည်းနည်းပြန်အောင်ဆက်ရမယ်စန်ဂျီဖန်နေတော့မယ်ရတယ်ဘာမှမဟုတ်နဲ့ရှင်ဖန်နေရဆိုတော့ဖန်နာမဲအဲ့စူပါမာကိုဘာမှမစော့တယ်ဘူးဗလားအဲ့ကောင် cloud တကောင်တော့ရတာဟုတ်တယ်အကောင်ပေါ်တော့ချိန်နဲ့တင်သွားလိုက်နော်ဗါတဲ့ရေးကြီးရေးဒီလိုဒီဘက်တဲ့ရေးကြီးရေး flat အရမ်းမာနေတဲ့ကောင်လေးတန်တော့ကနေပါပေးပြီးတော့ဖြတ်တာပြတ်သွားသေးတယ်ရုံကြီးတော့ blessing ဂျူရဲနဲ့တော့မလဲ arrow ဘာညာတီတာ wall drop ကိုလည်း purify နေဝိုင်းနေပဲ4ယောက်5ယောက်အားရွှေနဲ့မရှိတော့ဘူးနော်လေးပါလုံးကြည့်မလားတော့မလဲခိုင်းလူပေါက်တော်သတိထားတော့လူပေါက်တော်သတိထားဟိုကောင်အရင်ချ retreat ကူးတော့နေတယ်အရင်ချမယ်သားတို့နောက်မှလည်းအုံငွမ်တကောင်ထပ်ချုပ်ထားနေတယ်မတော့အုံငွမ်မိဝိုင်းနေမှာတန်းပြထားတယ်ဟမ် I'm stop people တော့လုံးလို့ရလားသားကြီးလုံးလို့ရလားပေးမလားနေတော့တော့လုံးလို့ရလားပေးမလားနေ retreat မရှိဘူးနော်ရပြီ no more
no more fair ကို no more fair ကိုတားကောင်းတာဟေးငါတို့ YG ကတားဟုတ်ကောင်းတာဟေး ကောင်းနေရဒါကြီးနေနေတဲ့နေရာကနေ bounce back ပြတာတွေတအားကောင်းနေနေပဲကဲရှားလိုက်တဲ့ first loan တွေကတော့ tower တွေပြန်ချိုးရမယ် network တွေပြန်ရှားမယ် ပြီးသွားဒီကောင်လေးတိုင်းဒီကောင်လေးကတာနေတော့လည်းမဆော့တတ်ဘူးတိုင်းနေနေပြန်ရင်လည်းမဆော့တတ်ဘူးညီကိုတို့ တော့ဒီကောင်လေးပြန်လို့ရပြီ bro ဒီကောင်လေးပြန်လို့ရ ဒီကောင် ပြီ လေးပြန်လို့ရပြီ bro နော်လူတွေကဝိုင်းထင်ကြီးနေတာ bro ဒီကောင်လေးတာလည်းထိမဆော့တတ်ဘူးရှုံးလို့ရှိရင်လည်းပြန် bounce မပတ်တတ်ဘူးဒီလိုမျိုးပေါ့ဗျာနော်ကျွန်တော်မင်းလာချင်းကျွန်တော်တို့တွေနေနေတာနေပြီးတော့မြန်မာအသင်း bounce ပတ်လာခင်နဲ့ network အနေနဲ့လည်း even ခုဆို law တွေပါယူပြီးတော့ tower တွေပါတောက်လျှောက်တွေရိုက်ချိုး Ruby and offense လေးတော့နည်းနည်းလေးတော့ miss သွားခဲ့ပေမဲ့ရတယ်တိုင်းရတယ်ဒါတော့တော်တော်ကျန်ဖို့ကောင်းနေပြီညီကိုတို့ မချနဲ့ tower လေးယူမယ် fan မယ်လားတို့ချိန်ချိန်ရိုက်ခွဲမယ်လား ငါတို့ game 1တော့တာတော့ဆော့ခဲ့တဲ့ပုံစံမျိုးလေးဒီချိန်မှာပြန်ဆော့လို့ရသွားရင်တော့ဟုတ်လားတိုင်းငါပြောတာဟုတ်လား မှန်မယ် second tower လေးယူမလားယူချင်းယူလို့ရသေးတယ်နော်ယူချင်းယူလို့ရသေးတယ် ကလင်နာ arrow ဘာညာရှောင်းထားတာကြီးမပေါ်လဲ second tower လုံးတဲပဲရိုက်ချိုးထားနေပဲကျွန်တော်တို့ရဲ့ YG ရန်ကုန် Galacticos အပြန်တော့အကုန်လုံးနီးပါတော့ဒီ first launch နဲ့ရလိုက်တယ်လို့ပြောလို့ရတယ်။ network အားဖြင့်လည်း1000ကျော်ကျွန်တော်ဘက်မှာရှိနေပါပြီညီကိုတို့ ပြန်သာသွားပြီသားကြီးတို့ပြန်သာသွားပြီရောင်ကြီးတောက်လျှောက်နော်ဘတ်တဲ့ bounce ပတ်တာတွေတော့မြင်နေရနေပဲကဲအောင်လဲ second လေးပဲသွားယူမလားနော်ဒီချိန်မှာတော့ကြိုက်တာလို့မိုက်တာလို့ပဲလောကလည်း second 100လောက်လိုနေသေးတာဆိုတော့နော်စန်ကြီးတော့ကိုလည်း easy အော်ရောင်ကြီးဘလူးဘက်တွေပါပေးဖန်တာလို့နော်မင်းစန်ကြီးကပြစ်တော့မှာလို့ ဟိုတိုင်းအကုန်ကျွေးတာဒီချိန်မှာအကုန်ကျွေးတာတိုင်းတို့ YG ဆောပေါက်တာကောင်းနေနေပဲ arrow တစ်ချောင်းသွားမယ် Ruby and offense စကလီကြီးတွေပုံမတိုက်တဲ့အဲ့မလုံးတင်တော့စပယ်ကုံဝိုင်းတိုင်းတို့နည်းနည်းပြန်ပတ်မယ်နည်းနည်းလေးပြန်ပတ်မယ်တိုင်းတို့ နော်ဒီကောင်ဒီ arrow ထိတာတော့ဝင်မချရဲတော့ဘူးမင်း တရုပ်ပြက်နေပြီလားဘယ်ဒီကောင်နေတရုပ်ပြက်နေပြီလား ဘာလို့တာ ဟို purify နေလိုက်တယ်ဟို purify နေလိုက်မို့ရဲစံကြီးဆက်မပြင်းနေတော့ဒါ easy လွတ်ပေးလိုက်အဲ့ကောင်လွတ်ပေးလိုက်အဲ့ကောင်ကလည်းသိတယ်ဗျလွတ်ပေးလိုက်အဲ့ကောင်လွတ်ပေးလိုက် ကိုဒီပြောခဲ့တဲ့အတိုင်းပဲနော်ဒီကောင်ဒီကျွန်တော်ဝိုင်းကြီးကအစ arrow တွေထိတယ်သီလားနောက်ပိုင်း arrow တော်တော်သတိထားပြီးဆော့လာတာလုံးဝ arrow မထိတော့ ပဲလို့လားဒါ Selina arrow ကရှောင်းစောလိုက်အဲ့ကောင်ပုတ်သွားပြီအဲ့ကောင် hero အပူကြီးဖြစ်သွား ဟုတ်တယ်နော် Selina arrow ကိုတောက်လျှောက်ရှောင်းဆော့နေရ ရှောင်းစောမှာငါတို့ ပြန်ကောင်းလာ အာလီဂိမ်းနေသွားတယ်ဆိုတာဘယ်လဲငါပြောပြမယ်ကွာအာလီဂိမ်းနေသွားတယ်ဆိုတာဒီကောင်တွေကအဲ့ arrow တွေမှန်သွားလို့ပါသေးလားအာလီဂိမ်းဒီကောင်တွေမှန်နေလို့ဒီကောင်တွေ arrow တွေကအော်တော့စားမိလို့ခုက arrow တွေပါလို့သတိထား focus ပြီးရှောင်းဆိုအဲ့ကောင်အဲ့ hero ကပုတ်သွားပြီ Selina ဆိုတဲ့ hero က arrow ကမှန်နေမှအဲ့ကောင်အသုံးဝင်တာ ကဲပြနေပြီ bro ပြနေပြီเนาะကဲ second လော်လေးတော့ထပ်တော့ကြည့်ရအောင်မယ်ဟိုလိုကြီးအပြတ်သက်ကြီးတာနေသေးတာမဟုတ်ဘူးဆိုတော့လေအာရုံလေးကတော့ဒီထက်ပိုပြီးစိုက်ရအောင်မယ်အနေအထားတစ်ခုမှာကျွန်တော် 1G နောက်တော့တာနေဆိုပေမဲ့အမားလုံးလို့တော့မရသေးဘူးဗျเนาะတစ်ဖက်ကလည်း Moscow လေဂိမ်းတွေပါနေသေးတာဆိုတော့ respect တစ်ခုတော့ထားရမယ်အတက်နိုင်ဆုံး battle ကိုအမားကင်းသွားနဲ့ဆိုင်ဖို့တော့လိုနေနေပဲသူတို့အပေါ်မှာ lot ထွက်မှာဆိုတော့ outland လိမ့်နေပါလေအရင်ကြောင်းပြီးတော့မှပဲဒါ lot ဖို့အောင်မယ် အဲ့တော့ lot ဖို့အောင်မယ်နော် lot ဖို့အောင်မယ်နော်ဟာလောနာမှာအေးတကယ်ဖို့သွားတာဟေး လော့ဖူဝါမယ်ပြောနေတာအောက်လန်းသွားချိုးလိုက်တော့ အော်လောနာမှာနည်းနည်းလေး ရှင်းလိုက်တော့လော့ဖူဝါတာ လောနာမှာနည်းနည်းလေးနေလိုက်ရမှာအဲ့လောက free lock ပုံစံမျိုးကြီးဖြစ်သွားပြီဗလားဟေးအမေရပါတယ်ဒါပေမဲ့ easy လည်းမရဘူးအဲ့ဒီချင်းကဖြတ်ရှင်းလို့လည်းမရဘူး ဖြတ်ရှင်းတော့လစ်သွားနေမယ်ဒါဖြတ်မရှင်းနဲ့အော်ထင်တယ်လော့ဖူဝါမယ်လို့ ဘလို့တော့ဖို့သွားလဲကွာမြန်လိုက်တာ ဟိုကောင်ကြီးလုံးရင်ဦးတာလောက်တာလို့တဆုံးလောက်တာ အောင်လဲမှာစူပါမာကိုကျိုးလာပြီတိုင်းစူပါမာကိုကျိုးလာပြီမဲဒီလာစကလီကနဲ့ဖြတ်တိုက်ပြီး hero က damage နဲ့ရာသေးတယ်ရောဟေးဘလင်းနဲ့နှစ်ကောင်မဲလို့လေညီကိုတို့မော်စကိုဆိုရဲကောင်တက်ဖို့လို့လူအများကြီးမလို့နှစ်ကောင်မဲလို့လေညီကိုတို့ ခိုင်းတန်းဝင်နေ AC ပဲ အဲ့ဒီမှာကလောက်ကအပေါ်လဲလော်သွားရှင်းမဲနေဘလက်မဲနေစောဖို့ကတားကောင်းတိုင်း နော်ကလောက်ကိုလော်ရှင်းခိုင်းလိုက် AC ဝင်းအောင်နေချပါလာပြီဟိုစူပါမာကိုလည်းဝင်းအောင်နေချဖွင့်လိုက်တယ်သလားမဲဒီလာဖွင့်လိုက်ပြီမဲဒီလာ damage နဲ့တေသွားလေတိုင်း magic damage ကိုဝင်းအောင်နေချနဲ့ကာလို့မရအောင် ကဲเนาะအောက်မှာတော့ second tower တစ်လုံးတော့ပေးထားတယ်ဆိုပေမဲ့ရတယ်အဆင်ပြေတယ်เนาะဒီဘက်က super market တောက်လျှောက်เนาะကျွန်တော် shut down ချနေတဲ့အနေဒါမလေးခွေကန် เนาะ YG တော့ကတော့အဆင်ပြေနေသေးတယ်ပဲပြောရမှာပဲ เนาะကျွန်တော်တို့ YG မလေး guide win နဲ့တော့ဆွဲခေါ်လာရင်းနဲ့ဘယ်တော့မှ arrow တစ်ချောင်းတော့သွားမှန်နေတယ် Sakali Eagle Bat Ruby and over 2 man ကလောက်ပြစ်ချက်တော့တန်းတော့ဝက်ဒီမကျဲချတိုင်းဘယ်တော့မှခိုင်းစီ magic damage နဲ့တော့ယာတိုင်းဘယ်တော့မှကလောက် blessing ကျူတယ် flick ကနေခုံပြန်းနေနေတာတော့မခိုင်းစန်ဂျီရောင်းတော့တက်ပြဝိုင်းနဲ့ super market ထွက်တယ်အဲ့ကောင်ထွက်တယ်ညီကိုတို့တပ်ပကေစန်ဂျီနဲ့တူပဲ တန်းအလား 3ယောက်တင်နေနေတာမအံ့မလားသားကြီးတို့တန်းအံ့လိုက်မလား
တပတ်ကနှစ်ကောင်နဲ့အဲ့နှစ်ကောင်ဘာမှမလုပ်တော့ဘူး အဲ့လိုရရင် အဲ့နှစ်ကောင်ဘာမှမလုပ်တော့ဘူးနော်အဲ့နှစ်ကောင်ဘာမှမလုပ်တော့အဲ့လိုရရင်တော့တိုင်းတို့ဟမ်မလိုက်တော့အလေလန်းမေဂါတလန်းထယူတိုင်းနဲ့မတော်ပါလေဘလာရီတစ်ပင်ကြီးတင်ငုတ်တို့ဖြစ်သွားအောင်လို့ရိုက်ချိုးပေးဝိုင်းနေမှာမော့စတာကေနောက်တစ်ပါရှင်ဟာကြီးပါတက်ရတိုင်းနဲ့ကြီးကြီးဂိမ်း2မှာလေဝိုင်းကြီးဆက်လက်ပြီးတော့နိုင်ရရှိတိုင်းနဲ့2ဒီဆွဲရလဲနဲ့ဦးဆောင်နေခဲ့ပြီပဲဖြစ်ပါတယ် ပါကြီးပြီးပြီပဲခိုင်း let's go ပြီးပြီပဲ 3D ပဲမသားရ 3D ပဲရရမယ် ဒီကောင်ပြနေပြီလို့ငါပြောတယ်ဒီကောင်ကြောင်နေပြီ